Hello ma'am, မင်္ဂလာပါ It's your dancer Kyoba. Talking about dance 15-day challenge ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ day 13မှာဒီနေ့မှာတော့နည်းနည်းလေးထူးဆန်းတဲ့ခေါင်းစဉ်ဖြစ်မယ်ပေါ့နော်နည်းနည်းလေးထူးဆန်းတဲ့ episode ဖြစ်မယ်လို့မျှော်လင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့မှာတော့ဒီကိုယ့်ရဲ့ dance skill တွေ grow ဖြစ်ဖို့အတွက်ဘယ်လို dancer မျိုးတွေကိုကြည့်ရမလဲဆိုတော့ the dancer or my pick ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ဒါပေမဲ့ဒီ dancer pick ဆိုတဲ့အတိုင်းပေါ့နော်အမ style နေလဲပါမယ်နောက်ဒီတခြားတော့ပေါ့နော်ဘာလို့ဆိုလူကလေ style တစ်ခုတည်းလေ့လာနေလို့မရဘူးဘာလို့လဲဆိုတော့ဒီကိုယ့်ရဲ့ဒီ comfort space ထဲမှာမနေနဲ့ပေါ့နော်ဘာလို့လဲဆိုတော့အတန်းတန်းကိုတွတ်တက်လို့ကိုကအဲ့အတန်းမှာဆရာကြီးဖြစ်နေရဆိုလို့ရှိရင်တော့မှားပါတယ်အဲ့ဆိုလို့ရှိရင်တော့အဲ့အတန်တင်တွက်မဟုတ်ပါဘူးအမားတော့ဒီလိုခံယူထားတယ်ပေါ့နော်အတန်းတန်းကိုသွားလို့ရုံးကန်နေရပြီဆိုလို့ရှိရင်တော့ that is right ပါ that is a good training for you ပါဘာဖြစ်လို့လဲဆိုတော့အတန်းဆိုတဲ့အရာတစ်ခုကshowcase ပြဖို့မဟုတ်ဘူး is learning space ပါဒါကြောင့်မို့လို့ဒီအတန်းမှာကိုကကြောက်နေရတော့ဘာလို့ဖြစ်နေရဆိုလို့ရှိရင်မဖြစ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ just relax ဒီ dance class ဆိုတဲ့အရာတစ်ခုကကိုက learning လုပ်ရတဲ့အရာတစ်ခုပါဆိုတော့ကိုအတွက်ခက်ခဲတယ်ဆိုတော့ dance style တွေကို try ကြည့်ဖို့မကြောက်ပါနဲ့လို့အမကတော့အရင်ဆုံးပြောချင်ပါတယ် okay ဒါတွေအားလုံးကိုpass လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီနေ့ရဲ့အဓိက topic ဖြစ်တဲ့ဒီ dancer pick ပေါ့နော်ဒါကအမားရဲ့ pick တက်တာဖြစ်ပါတယ်ဒီ international မှာတကမ္ဘာလုံးမှာအရန်ကောင်းတဲ့အကာဒမာတွေအများကြီးရှိပါတယ်ဆိုတော့နေရတူကိုရွေးပြီးတူမရွေးဘူးလားဆိုပြီးတော့လည်းဖြစ်မှာဆိုလို့ပါအကုန်လုံးကကောင်းပါတယ်ဒါပေမဲ့အမားရဲ့အကြိုက်နဲ့လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ဒါအမားရဲ့pick ပါအဲ့ဒီတဲကနေမှအဲ့လူတွေကိုကြည့်ပြီးတော့ inspire လေးတစ်ခုပဲဖြစ်ဖြစ်ရခဲ့မယ်ဆိုလို့ရှိရင်တော့အမားဒီ episode ကိုလောက်ရတဲ့ရည်ရွယ်ချက်ပြည့်မြောက်တယ်လို့အမားတော့ယူဆပါတယ်ဆိုတော့ဒီအပိုင်းကတော့နှစ်ပိုင်းခွဲပြီးလုပ်ပေးရမှာပဲပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ် choreo ပိုင်းနဲ့ဒီ street ပိုင်းတွေမှာ legend တွေကရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါပေမဲ့အမဒီပိုင်းတွေမှာများတော့အဖြစ် legend တွေလည်းပါမယ်နောက် newbies တွေလည်းပါမယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုနောက်ပိုင်း newbies တွေကလည်းအရန်ကောင်းတဲ့လူတွေရှိရပေါ့နော်ဆိုတော့အရန်မိုက်လာတယ်ဆိုတဲ့ဟာရှိရပေါ့နော်အဲ့တော့ newbies တွေလည်းပါမယ် OG လည်းပါမယ်ပေါ့နော်ပြီးတော့ဒီ choreography ဆိုတဲ့ဟာကလေ vibe ကနိုင်ငံအလိုက်ကွာသေးရပေါ့နော်ကိုရီးယားမှာလည်း Korea vibe ရှိရဂျပန်မှာလည်းဂျပန်ရဲ့ vibe ဆိုပြီးတော့ရှိရပေါ့နော်နောက် China မှာလည်း China vibe ရှိရ US UK ဆိုပြီးတော့သူ့နိုင်ငံနဲ့တူ vibe တွေကကွာတယ်ဆိုတာကိုအားလုံးပဲတာမန်မိဘပြည်သူတွေကတော့တတိထားမိမှာမဟုတ်ပင်မဲ့အကကိုလိုက်စားနေတဲ့ကလေးတွေမောင်လေးညီမလေးကိုတွေမတွေဆိုလို့ရှင်တော့သိကြမယ်လို့မျှော်လင့်ပါတယ်ဒီနိုင်ငံတွေတဲကမှပေါ့နော်ဟိုအရင် legend တွေတဲကရော newbies တွေတဲရောကြိုက်ရတဲ့ choreographer ဆိုလို့ရှိရင်ဂျပန်ထဲမှာဆိုလို့ရှိရင်ဒီတလောဒီ acto takumi rusei သူတို့၃ယောက်ကိုအရန်ကြိုက်မိနေရပေါ့နော်တွားကြည့်ပါပြီးလို့ရှိရင်ဒီ UK မှာဆိုလို့ရှိရင်လည်းဒီ Tayo လို့ပဲထွက်မယ်ထင်တယ် Tayo and then ဒီ Mazak ပေါ့နော်သူတို့နှစ်ယောက်ကိုလည်းတော်တော်လေးကြိုက်မိရယ်ပြီးလို့ရှိရင် US ဘက်မှာတော့အများကြီးပဲဒါပေမဲ့အခုအနေနဲ့ pick လောက်ရမယ်ဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ဒီ Sam Javi ပေါ့နော် Sam Javi ပြီးလို့ရှိရင် Isabella and then Tristan ပြီးလို့ရှိရင်ဒီ Todd Williamson ပေါ့နော်အခုရက်ပိုင်းမဟုတ်ပါဘူးလို့ဒီနောက်ပိုင်းနေပေါ့နော်အကောင်လို့ new vibe တွေကြိုက်လာတဲ့အချိန်မှာသူတို့ရဲ့ vibe တွေကိုလည်းပိုပြီးတော့ကြိုက်လာတယ်လို့ခံစားရတယ်ပေါ့နော်ဒီ China ဘက်ကတော့တိတ်မပြောတတ်ဘူးပေါ့နော်ကိုရီးယားဘက်ကတော့အိမ်ခွင်းဆိုတော့ကိုရီးယားဘက်မှာလည်းအများကြီးရှိရယ်ကိုရီးယားဘက်မှာဆိုလို့ရှိရင် Bin and then Harika and then Jungyu and then Jimmy
ပြီးတော့ Nine ပေါ့နော်ဒီ the golden handle ကို choreography လုပ်တဲ့ဒီ Nine ကလည်းအတော်လေးကောင်းတဲ့ထဲမှာပါပါတယ်ဆိုတော့ဒီ choreo ဘက်ကိုတော့ဒီလောက်နဲ့ပဲ cut လုပ်လိုက်ပါမယ်အခုကတော့ street ဘက်ပေါ့နော်ဒါပေမဲ့ street ဘက်မှာကြတော့လေနိုင်ငံတွေခွဲပြီးပြောရတာနည်းနည်းလေးခက်ခဲမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့တော်တော်များများကိုကြိုက်မိရဲ့အထဲမှာလည်းပါတယ်ဒါပေမဲ့အားလုံးနဲ့မှ pick လုပ်ရမယ်ဆိုလို့ရှိရင်တော့ yes firstly Mr. Wiggle second Hoen and then Bubu David Sutter ပြီးတော့ Marit Kin to Ted Simon Tiki Hejun Choice Jamie and Torchဒီအခုပြောခဲ့တဲ့အကဓမ္မတွေဒီမှာနာမည်လေးရေးထားပေးမယ်ဆိုတော့အခုပြောခဲ့တဲ့အကဓမ္မတွေကဒီ street ဘက်မှာပေါ့နော်နယ်ပယ်မျိုးစုံမှာပဲဒီ walking နေ locking နေ popping နေ now vogue တွေအထိပေါ့နော်ဆိုတော့တွားပြီးတော့သူတို့ရဲ့ short clip လေးတွေကိုသူတို့ရဲ့ Instagram တွေမှာတွားပြီးတော့လေ့လာကြည့်ရှုလို့ရပါတယ်ဒီနေ့အမပြောခဲ့တဲ့ဒီ big dancer တွေရှိရနေလေဒီတင်ယူစရာတွေ inspire ဖြစ်စရာတွေ knowledge တွေပေါ့နော်တခုလောက်ပဲရခဲ့တယ်ဆိုလို့ရှိရင်တော့အမကျင်တတ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ episode ကတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်အမရဲ့ပြီးခဲ့တဲ့episode တွေနဲ့နောက်လာမယ့် episode တွေအတွက်အမရဲ့ Facebook page Instagram YouTube and then TikTok တို့မှာတွားပြီးတော့ follow and subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်ဆိုတော့ see you guys in the next episode အားလုံးကိုကျေးဇူးတင်ပါတယ်